အိမ်မက်ကြီးကြီးနဲ့ကလေးလေးတယောက်1946ခုနှစ်ဇွန်လ14ရက်နေ့တွင်နယူးယောက်စီးတီးမှာဒေါ်နယ်လို့ခေါ်တဲ့ကလေးလေးတယောက်မွေးဖွားခဲ့ပါတယ်။သူက Queens ဆိုတဲ့နေရာမှာမိသားစုနဲ့အတူကြီးပြင်းလာခဲ့ပါတယ်။သူ့အဖေ Fred Trump ကအိမ်နဲ့တိုက်အဆောက်အဦတွေဆောက်လုပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်။ဒေါ်နယ်ကငယ်ငယ်လေးကတည်းကသူ့အဖေအလို့စ조사နေတာကိုမြင်ပြီးကြီးမားတဲ့အရာတွေတီးဆောက်ချင်တဲ့ဆိုတဲ့အိမ်မှာစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒေါ်နယ်ကကလေးဘဝမှာအားတက်ထန်စွာလှုပ်ရှားတတ်သူဖြစ်ပြီးတခါတရံအနှဲငယ်မယိုးမသားလုပ်တတ်သူလည်းဖြစ်ပါတယ်။ဒါကြောင့်သူ့မိဘတွေကသူ့ကိုအသက်73နှစ်အရွယ်မှာ New York Military Academy သို့ပို့လိုက်ပါတယ်။အဲ့ဒီမှာသူကစီကံတာဝန်ယူမှုနဲ့ခေါင်းဆောင်မှုကိုသင်ယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်လာခဲ့ပါတယ်။ကျောင်းပြီးသွားတဲ့အခါ University of Pennsylvania မှာစီးပွားရေးဘာသာရပ်ကိုလေ့လာသင်ယူခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကအဖေလိုပဲစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့ပဲမဲ့ပုံမကြီးမားတဲ့စီမံကိန်းတွေဆောင်ရွက်ချင်တာပါ။သူကြီးပြင်းလာပြီးနောက်မိသားစုလုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းမှာ Trump Organization လို့နာမည်ပြောင်းခဲ့ပါတယ်။တိုင်မြင့်ကြီးတွေဟိုတယ်တွေ golf green တွေတည်ဆောက်ခဲ့ပါတယ်။အချို့စီမံကိန်းတွေအောင်မြင်ခဲ့တယ်လို့အချို့အခက်အခဲတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူကလက်မလျှော့ခဲ့ပါဘူး။နောက်ပိုင်းမှာ The Apprentice ဆိုတဲ့ TV အစီအစဉ်မှာပါဝင်လာပြီး You are fired ဆိုတဲ့စကားကြောင့်ပုံမကြော်ကြလာခဲ့ပါတယ်။2016ခုနှစ်မှာတော့ American သမ္မတအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။လူအများအားသင်ခဲ့ကြပေမဲ့ရွေးကောက်ပွဲမှာအနိုင်ရပြီး2019ခုနှစ်တွင် American ၏ 45ယောက်မြောက်သမ္မတဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အစိုးရရဲ့အသွင်စီးပွားရေးနယ်စပ်ရေးရာနိုင်ငံခြားဆက်ဆံရေးစသည့်အကြောင်းအရာတွေကိုကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။သူ့ကိုထောက်ခံသူတွေလည်းရှိသလိုဝေဖန်သူတွေလည်းများပြားခဲ့ပါတယ်။2021ခုနှစ်တွင်သမ္မတရာထူးကဆင်းပြီးနောက်လဲနိုင်ငံရေးလှုပ်ရှားမှုများဆက်လက်ပါဝင်ခဲ့ပါတယ်။2024ခုနှစ်တွင်ထပ်မံရင်ဆိုင်ခဲ့ပြီးအနိုင်ရက2025ခုနှစ်မှာစတင်၍ဒုတိယအကြိမ်သမ္မတအဖြစ်တာဝန်ထမ်းဆောင်နေပါသည်။